Che di Niagara Utah separe Piscila Urabo, no? Utah and Florida go Boame Kayib separe Ku Utah ma Piscila Urab separe via just sitting in our no? The Chondego Florida ကိုပို့ရမှာဖြစ်ပါတယ်တခါတလေကြောက်လဲယူလိုပဲပစ္စည်းကဒီတချောင်းလေးကိုဒီအလူမီနီယမ်အချောင်းတစ်ချောင်းလေးကိုယူတာနဲ့ပြီးတော့မှဟိုးဖလော်ရီဒါကိုနိုင်ပေါင်း20ကျော်သွားတဲ့ခရီးကိုပို့ရတာပါဗျာကဲအခုကတော့သူတို့ပစ္စည်းတင်နေတော့ပေါ့နော်ပစ္စည်းအနေနဲ့ရှည်တဲ့အတွက်ကြောင့်သူတို့က forklift နှစ်ခုနဲ့သူတို့လုပ်တာပေါ့နော်သူတို့စဉ်းစားနေတာဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့သူတို့ကတရားကဟိုလိုလုပ်လေဆိုတော့ဒီလိုကောင်းမယ်တမ်းပင်ကြတာပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုထည့်ရင်ကောင်းမလဲဒီကားလေးဘယ်လိုထည့်မလဲအေးပြီးပြီဒီနေ့ဒီတစ်စီတစ်ခုပဲဒီတစ်ချောင်းလေးနော်ဒီတစ်ခုကျွန်တော် Florida ကြီးကိုဒီတစ်ချောင်းပြေသွားမှာဖြစ်ပါတယ်ဒီတစ်ချောင်းလေးကိုနိုင်ပေါ်20ကျော်ဝေးခရီးကိုပို့ပါကဲကတော့အလွတ်ကြီးပေါ့နော်ဆိုတော့ဒီပစ္စည်းတွေကိုမစွေအောင်ဟိုကားမောင်းတဲ့ခါကျရင်ဒီတစ်ခုပဲတဲ့ကိုကျွန်တော်တေချာလေးတော့ချီထားတယ်နော်ဒီနိုင်ငံမှာကိုရဒီပစ္စည်းကိုယူတယ်လမ်းမှာပြက်လို့ရှိရင်အဲ့ဒါကိုတာဝန်ဖြစ်တယ်ပေါ့နော်အဲ့ကိုတာဝန်ယူရတယ်အဲ့တော့ဒီမှာပစ္စည်းမပြက်အောင်တစ်ခုမဖြစ်အောင်ဆိုပြီးတော့ဒီလိုကျိုးလေးတွေနဲ့တေချာလေးချီရတယ်ပေါ့နော်လမ်းအတချို့လမ်းတွေဆိုရင်ကိုယ်ကောက်တယ်လေအတက်အဆင်းရှိတယ်ဆိုတော့ဘာမှမဖြစ်အောင်ဒီလိုမျိုးကျိုးတင်ကားကွေးတာပေါ့နော်ဒီလိုမျိုးကျိုးလေးတွေနဲ့တေချာလေးရှိထားပြီးတော့မှစိတ်ချအောင်လမ်းမှာဘာမှမဖြစ်အောင်တေချာလေးခရူးစိတ်ချထားပြီးတော့မှပို့ရတာပါဗျာကဲ thank you